ထမဦးဆုံးတစ်ခုဆိုရင်波阿爸波阿爸坡哦破坡哦破摸一米摸一米佛无福佛无福波哦波波哦波摸一米摸一米坡啊爬坡啊爬坡无谱坡无谱坡哦婆坡哦婆波一比波一比摸阿麻摸阿麻摸乌木摸乌木波一比波一比坡哦坡坡哦坡佛无福佛无福佛阿发佛阿发波哦波波哦波坡无铺坡无铺摸一米摸一米佛阿法佛阿法波无布波无布နောက်တစ်ခုဆက်သွားမယ်နော်ခဏလေးနော်ဆက်သွားရအောင်摸阿麻摸阿麻坡阿帕坡阿帕坡一批坡一批坡一皮坡一皮波哦波波哦波摸乌母摸乌母摸哦摸摸哦摸波乌补波乌补坡一批坡一批佛无福佛无福佛哦佛佛哦佛老师ဒါလေ့ကျင့်ခဲ့တာဒီဒါစလုံးတစ်လုံးတည်းတွေပေါ့နော်老师ဆက်ပြီးတော့စလုံးနှလုံးတွဲတွေကိုဆက်ပြီးတော့လေ့ကျင့်ကြည့်ရအောင်နော်ပထမဦးဆုံးတစ်ခုပေါ့နော်ပထမဦးဆုံးတစ်ခုဆိုလို့ရှိရင်ဒါ坡一皮佛无福皮肤皮肤波哦波波哦波
伯伯伯伯破衣皮破阿帕琵琶琵琶波欧伯夫妇伯父伯父佛阿法莫乌木伐木伐木坡阿爬坡阿坡爬坡爬坡摸乌木摸阿马木马木马佛乌福摸阿摸伏摸伏摸摸阿妈摸阿妈妈妈妈妈摸乌木佛阿伐木伐木伐摸阿磨佛阿伐魔法魔法摸乌木波乌布幕布幕布佛乌父摸乌母父母父母破乌铺波乌布瀑布瀑布波乌布佛阿伐步伐波乌布佛阿伐步伐ကဲဟုတ်ပြီပေါ့နော်ဒါဆိုလို့ရှိရင်老师တို့ကဒီအတန်ထွက်တီးပေါ့နော်老师အကြံပေးချင်တာကကြတော့ထက်ကလေ့ချင်မယ်ပေါ့နော်တကယ်လို့ကိုကဒီ老师ထွက်တဲ့အတန်အတိုင်းကိုကထက်ကလေ့ကျင့်ကြည့်မယ်ပြီးရင်တခြားဒီဖင်းရင်းထွက်တဲ့ lesson တွေကိုလည်း老师ဒီတင်ထောက်ကိုဗီဒီယိုများဆိုရဲ group ထဲမှာဒါ老师တင်ပေးထားရပေါ့နော်အဲဒီဟာကိုတွားပြီးတော့ကြည့်ပြီးတော့အတန်ထွက်ကြည့်မယ်အဲ့ဒါတွေရသွားပြီဆိုလို့ရှိရင်တော့老师တို့နောက်ထပ်သင်ခန်းစာတွေကိုဆက်တက်မယ်เนาะဒါဆိုလို့ရှိရင်เนาะတချို့တွေကကြတော့လေပေါ့နော်ဒီနေ့ထိဒါတူတူလိုက်ပြီးတော့လေ့လာရတဲ့သူတွေလည်းရှိမယ်ပေါ့နော်အဲ့လိုမျိုးလူတွေအတွက်ကို加油吧ပေါ့နော်အတင်းထားပါเนาะ我们一起加油ငါတို့အတူတူဆက်ပြီးတော့စူးစမ်းကြမယ်เนาะနောက်ထပ်ဗီဒီယိုမှာပဲပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်